လားဆရာတပည့်နေရဩဟာမိုင်းလိုက်အဲ့လေခေါင်းဝင်အနီကြီးပါလေဒီမဲ့ကောင်မခေါင်းဝင်အနီကြီးပြီးတော့ဘဝင်ကြီးနေတာပြိုကြီးဘာတော့ခေါင်းอ่ะကောင်းနေပါလေခေါင်းတော့လိမ္မာပါလေကျွန်တော်တင်ထားတာဟုတ်လားကျွန်တော်ကထားဆိုတိုင်းထားဆိုထားဒါပေါ့ကီမီကောဆိုကီမီကောဟုတ်ပါလိမ္မာပါလေဟုတ်ကဲ့လို့တော့ပြေးရောတဘောလုံးလိုက်ပဲဘယ်သူမှမပြီးအဲ့ဒါတော့ဟုတ်တယ်ကျွန်တော်ကိုယ်တိုင်ပါပါပဲမိလားပို့ပြေးအဲ့ဒါမိတယ်လို့ပါကြောက်ပြီးတော့ပြေးဗျာဒုံကြီးတဲ့ဟိုဟာပြိုကြီးနစ်လျော်လာမကြည့်စီလီမလေးပြောလာတူလည်းချစ်ကြဒါချစ်တာပေါ့ဟိုလူကအစာရေးကျွေးလိုက်ဟုတ်တယ်ဟိုလူကအစာကိုပတ်စံနေလူလိုက်ဟုတ်ပါချစ်တာဟုတ်တယ်ကျွန်တော်မြောက်ခလေးလည်းချစ်ကြဟုတ်လားဟိုလူကခင်းနေပေါ်လိုက်ဟာဒီလူကတုံးနဲ့ထိုးလိုက်ဟာကျန်ကလေးကခလေးကြီးပြောလာအဲ့ဒီရှင်းအောင်ဒီရောခလေးရလိမ္မာပါလေဘာလို့လဲနေကွင်းနဲ့ချောင်းပြီဟာစကားကောင်းကောင်းပြောပါမိပါဗျာဒီရောအားပြရမိပါများဒီကဘယ်လိုပြီးတော့တင်းနေပတ်တိုက်ရောမယူစုပ်ကောပြောရုပ်တော့တာဟဲ့မြောက်ပါဆိုမြောက်ရုပ်ဒီလေကြီးလည်းမြောက်ရှိတာနေထိုင်းကြည့်လိုက်မြောက်ရှိမတော်ဟိုကပြေးကုတ်လိုက်ပြီပြိုကြီးကဘာမှမဟုတ်အဲ့ဒါကျွန်တော်စိတ်ကောင်းတယ်ပြောတာဟုတ်လက်နေရဟောပေါ်လိုက်မကြည့်ဘူးသူစီရေဟုတ်ဟိုနောက်ကပြီးတယ်ဟိုဘက်ကတလိမ့်ဆောင်ပြီးလိုက်တလိမ့်ဆောင်ပြီးလိုက်ဟိုဘက်ကတရားကိုပြီးလိုက်နေကိုသူ့လာချတာမတားဘူးဒီဒါထုံအတွက်ထောင်ထားအေးထောင်ထားအတွက်ငါပြောတာကြားခုံမစင်းနဲ့ပုံမဟုတ်သွားဟဲ့လိမ္မာတာနော်နားကြလားဟာကားရပုံမဟုတ်သွားအမလေးလိမ္မာလိုက်တာဟဲ့ဘာအခွဲစင်းတရားအခွဲတာပဲကြားဘူးပုံမဟုတ်သွားဟဲ့ဘယူတာမဆိုင်ဘူးမာနာကြီးပုံမဟုတ်သွားလို့ညလည်းဖြည်းဖြည်းနဲ့ဟောပါဦးညောင်လည်းလိပ်ပြာတွေပါဒီလို့ထွက်သွားအောင်ဟဲ့နေကိုနေမြဘာဖြစ်တာတော့မာရသွန်ပြားကြီးတယ်ဒီလိုမတာမဟုတ်ကဲ့ဟုတ်ပြီဟုတ်ပါဗျာအမလေးဒီကတော့ဟုတ်ပါဒီကတာမိုက်တစ်လုံးပြုတ်လာပြီးတော့ထောက်တာတာမိုက်ကတစ်လုံးပဲရှိတော့တယ်ညာဒီဘက်မှာအဘကိုလည်းမြောက်ဘာကိုလာလျှောက်တာသူ့ကိုယ်တည်းရောရှင်းလျှောက်လာကြဒီကတော့နောက်တစ်မျိုးလားဟုတ်ပြီနင်းမယ်ဟေးညမပေါ်လို့ပြောညတာဒီလိုမရှိဘူးလားဘယ်လဲရောမှာကိစ္စကောက်ထောင်းမယ်ရပါကြားလားအားကြော်တော့ပြိုကြီးလာမယ်ပိုင်းတာကိစ္စကောက်ထောင်းမှာမသိဘူးမတည့်ထိုင်မတည့်တော့အဲ့လိုလုပ်ပါတော့အားပြီးရပြီးတော့ညာဒီလေငါဘက်ကိုလက်မမြောက်နေဟုတ်မင်းတို့လောက်အေးအဲ့လိုဟောဒုက္ခသိစေရဲ့ကောင်ဝေးမယ်ဝေးလိုက်အဲ့ဟဲ့တော့တာဒီဘက်
ကိုသူ့မျက်စိထဲမှာမင်းကိုပဲမြင်နေတာဟဲ့မပြောနဲ့တော့ဟုတ်တယ်မင်းကြောင့်ဆိုမင်းမယ်ဗျာထားလိုက်တော့အေးဝင်လိုက်ပြီဟောရေတဘာမှမလို့သူလက်တွေပြဟာဟုတ်လားဟုတ်လားโอเคအော်ကြောတာလေမသိဘူးတော့မဟောဘူးမဟုတ်သူ့ကိုသူကိုနဲ့ကြောသွားတယ်ပေါ့ဟိုဘက်ပါလိုက်ဒီဘက်ပါလာအေးဒီနေ့ရှာလို့တွေ့အော်ရသူဘာလိုက်ရှာအော်တီးသူ့ရဲ့အားပေးရယူရမြဟုတ်ပါပါလောပြီးလို့ကြောသူ့ရဲ့ငါကကလေးနဲ့ပြုတ်ကြသွားပြီလိုက်ကြ